အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ယူဝမင်္ဂလာချမ်းမဆရာကြီးအနှစ်စော်ရဲ့တန်တီတပည့်ရင်ဆရာထိုက်အောင်ဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်တောင်းသမီးများအတွက်တပတ်တာကာလမှာကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းလေးတွေကိုတဲရောနမိတ်ဖတ်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်ဟောစံလေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့တာယာတဲ့နေ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဥစွာပနာမစုမုံကောင်းများတောင်းပေးလိုက်ရပါတယ်ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအနေနဲ့ကျွန်တော်စီမှာ online ကနေတစ်ဆင့်ဗီဒီယိုမြင်မြင်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်ဖြစ်တဲ့3992593935ဆိုတဲ့ Viber နံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာအင်္ဂါသားသမီးများအတွက်တပတ်တာကာလမှာကြုံတွေ့ရမယ့်ကံကြမ္မာအဆိုးကောင်းတွေကိုတဲရောနမိတ်ဖတ်ပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်အလောက်ကိုင်းနဲ့ပတ်သက်လို့ပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်လို့ရှင်တော့မိမိဟာဘဝတစ်စိတ်ချိုးပြောင်းလဲတာမျိုးကြုံရတတ်တယ်ကြုံတွေ့နေရတဲ့ဘေးရည်တွေရှိရဆိုရင်တော့မှအားလုံးကိုကြော်ဖြတ်နိုင်မှာဖြစ်တယ်နောက်တစ်ခုကမိမိဟာလက်ရှိအနေထားနေပြီးတော့ခုနပြောခဲ့သလိုပေါ့တစ်စိတ်ချိုးပြောင်းလဲမှုမျိုးကိုတိုးတက်ပြီးတော့ကြုံတွေ့ရမယ်အပြိုင်ဆိုင်တွေကိုကျော်လွှားနိုင်မယ်ရုတ်တရက်ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေကိုအသုံးချပြီးတော့ဘဝဟာတိုးတက်မှုတွေကိုရရှိစေမှာဖြစ်တယ်နောက်တစ်ခုကကျတော့ကြိုးစားထားခဲ့ပြီးတော့မဖြစ်နိုင်ဘူးဆိုပြီးရဲတန်ထားတဲ့လုပ်ငန်းကိစ္စတွေငွေကြေးကိစ္စတွေကဒီကာလမှာပြန်လည်ဆောင်ရွက်ရင်အဆင်ပြေစေမယ်ပေါ့နော်အစဖော်ပြီးတော့လုပ်ငန်းကိုအဆုံးသတ်ထိမိမိအနေနဲ့လှုပ်ဆောင်နိုင်မယ်အနေအထားမျိုးဖြစ်တယ်နောက်တစ်ခုကဒီချိန်မှာလူမျိုးကွဲတွေဘာသာကြားတွေပေါ့နော်အကျိုးပေးပါတယ်ဒီပါခီကြံစီထားတဲ့သူတွေအနေနဲ့ဒီကာလသည်အလုပ်ကိုင်နဲ့ပတ်သက်လို့ပေါ့နော်နိုင်ငံခြားကို business trip ပေါ့ဗျာဒါမျိုးသွားမဲ့လူမျိုးတွေအတွက်ဒီကာလအောင်မြင်စေမဲ့နမိတ်တွေဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ရုတ်တရက်ပေါ်ပေါက်လာတဲ့ငွေကုန်ကြေးကျများမှုတွေကြောင့်ပေါ့နော်ငွေတွေဟာသုံးမလောက်ဖြစ်နေတဲ့အနေအထားမျိုးပေါ့ဗျာဒါမျိုးလေးတွေဖြစ်တတ်တယ်နောက်တစ်ခုကကိုကမှန်းချက်နဲ့နဲ့မကိုက်တာမျိုးဖြစ်တတ်တယ်အကုန်ကြအရန်များလုံးအားကြီးလို့လက်ထဲမှာငွေတွေပါပြတ်သွားတာမျိုးတော့ဖြစ်တတ်တယ်ဒီကာလမှာငွေချေးတာတွေမလုပ်ပါနဲ့အင်္ဂါသားသမီးများအနေနဲ့ငွေချေးမယ်ဆိုလို့ရှိရင်ဒီကာလကဆုံးဖို့များပါတယ်နောက်တစ်ခုကကျတော့မိမိကငွေချေးနဲ့ပတ်သက်လို့အပြောက်ချလေးတွေနည်းနည်းများနေမယ်အလိမ်ခံရတာမျိုးလေးတွေဒါမျိုးလေးတွေဖြစ်တတ်တယ်နောက်တစ်ခုကငွေချေးနဲ့ပတ်သက်ပြီးတော့စကားများရတာမျိုးတွေလည်းဖြစ်တတ်တယ်ဘာလို့ဖြစ်လဲဆိုခိုက်ရန်ဖြစ်နိုင်တဲ့အထီးမျိုးပေါ့ဗျာခိုက်ရဖြစ်တယ်ဆိုတာကဒီကာလမှာမိမိကချီးထားတဲ့သူတွေနဲ့ငွေကိုပြန်တောင်းတဲ့အခါမျိုးမှာစကားများရံပြရတယ်ထိုးအကျိတ်ရတဲ့စင်တီအောင်ဖြစ်နိုင်တာမျိုးလေးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ငွေကြေးကြောင့်စိတ်နှောက်ယှက်တွေဖြစ်ရမယ်ပေါ့ဗျာဒါကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကာလဟာအင်္ဂါသားသမီးတွေအတွက်သတိထားသင့်တဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်ရင်ပေါ့ဒီကာလငယ်သူတွေဖို့နည်းနည်းလေးအနှောက်အယှက်လေးများတယ်ပြောရမှာဗျအနှောက်အယှက်များတယ်ဆိုတာမြေတားရေးနဲ့ပတ်သက်ပြီးတော့အနှောက်အယှက်တွေပေါ့နော်ဒီကာလမှာများတတ်တယ်တိုင်ရောစဉ်ကြောင့်မိမိရဲ့ပညာရေးကိုအနှောက်အယှက်ဖြစ်တာမျိုးဖြစ်တတ်တယ်ပညာရေးမှာကိုယ်ငကိုရွေထားတဲ့အခြေအနေကနေပြီးတော့လမ်းကြောင်းပြောင်းပြီးတော့နောက်ထပ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဥပမာထားပါတော့ဗျာကျွန်တော်တို့ကlocal မှာပဲပညာရေးနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ပြုလုပ်မယ်ဆိုပေမဲ့ local မှာမလုပ်ဖြစ်တော့ဘဲနိုင်ငံခြားမှာသွားပြီးတော့ဆက်ပြီးတော့ပညာရေးကိုလမ်းကြောင်းအသစ်တစ်ခုကိုရွေးလိုက်တာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ဒီကာလမှာပညာရေးအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချရမယ်ကာလဖြစ်တယ်ဒီကာလမှာချရတဲ့ဆုံးဖြတ်ချက်တွေကလည်းမှန်ကန်တယ်လို့ယူဆလို့ရပါတယ်နောက်တစ်ခုကကိုယ်တိုင်ရွေးချယ်ထားရဲဆိုတဲ့လမ်းကြောင်းတစ်ခုပေါ့နော်အဲ့ဒီလမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီကာလကမိမိတို့အောင်မြင်တဲ့ကာလတစ်ခုဖြစ်တယ်ပညာရေးနဲ့ပတ်သက်ပြီးလဲကောင်းတယ်လို့ရေဘူးရအပြင်ယူဆလို့ရပါတယ်နောက်တစ်ခုကအခြေရေးပေါ့အခြေရေးမှာတော့ကိုကဒီကာလမှာစစ်မှန်တဲ့မေတ္တာကိုရရှိစေမှာပေါ့နော်
ပို့ပြီးတော့ view site ခံရမယ်ကာလတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတချို့တွေဆိုလို့ရှိရင်ချစ်သူကြီးသားတွေမှာအထင်လွဲတာတွေအိမ်တော်တွေရောပေါ့နော်အထင်လွဲတာတွေတယောက်နဲ့တယောက်အဲ့လိုကြည့်မြင်ရတာမျိုးတွေကဒီကာလမှာဖြည့်ချင်းစရာမလိုဘဲနဲ့ကိုအဆင်ပြေသွားမှာဒါမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့သူတွေအတွက်ဆိုရင်တော့အချစ်စစ်နဲ့အတူရောင်နဲ့ပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ဒီလူကတကယ်ချစ်တာလားမချစ်ဘူးလားဒါမျိုးလေးတွေကိုဒီကာလမှာခွဲခြားသိအောင်ကိုမသိအောင်လို့ဘေးဘက်ဝန်းကျင်ကနေပြီးတော့သိရအောင်လို့ပြောပြတာမျိုးတွေကိုယ်တိုင်မျက်မြင်ကိုယ်လေးမြင်ရတာမျိုးတွေဒီကာလမှာကြုံတွေ့ရနိုင်တယ်နောက်တစ်ခါကျတော့ကာလတန်ကြာဝေးကွာနေတဲ့သူတွေပေါ့ဒီကာလတန်ကြာဝေးကွာနေတဲ့သူတွေနဲ့ဒီကာလမှာပြန်လည်ဆုံစည်းရမယ်နမိတ်မျိုးတွေဖြစ်တယ်နောက်တစ်ခုကတော့ဗာဖြစ်တယ်ဒီကာလမှာနည်းနည်းလေးဟိုတီးတန့်ပေါ့နော်နေခြင်းစိတ်လေးတွေဖြစ်နေတယ်မြစ်တိုင်နဲ့ပတ်သက်ပြီးတော့နည်းနည်းပေါ့နော်ဟိုကိုကဒီကိစ္စကိုဦးစားမပေးနေတာမျိုးဒါမျိုးပေါ့ကိုကခီးတွေထွက်ချင်နေတာမျိုးတနေရာမှာသွားပြီးတော့ဟိုတချင်းလေးနဲ့ထောင်ပြီးတော့ခီးချင်တာမျိုးဒါမျိုးလေးတွေပေါ့ဗျာကိုယ့်ရဲ့ချစ်သူကြီးသားတွေကိုအိမ်တော်တွေဆိုလို့ရှိရင်လည်းလူမျိုးသားတွေနဲ့အတူလက်ပုံတီးနေတာမျိုးမဟုတ်ဘဲနဲ့မိဘသားမိတီးတန့်ခွဲထွက်နေတာမျိုးလေးတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်ဒါလေးကတော့ဒီကာလမှာဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်တဲ့မိမိရဲ့အင်္ဂါသားသမီးတွေပေါ့နော်စိတ်အနေထားလေးတွေပေါ့နော်နောက်တစ်ခုကျတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလအញ្ញံကင်းပါတယ်အញ្ញံခိုက်တွေမရှိပါဘူးကျမကြီးနဲ့ပတ်သက်ပြီးတော့ယောဂခံစားနေတဲ့သူတွေဆိုရင်တော့တမကောင်းတွေတွေ့မယ်ခံစားနေရတဲ့ဝေဒနာတွေပျောက်ကင်းစေမယ်ကာလတစ်ခုဖြစ်တယ်တခုပဲဒီလိုရင်ဘတ်တွေဝမ်ဘိုက်တွေနဲ့ပတ်သက်တဲ့ယောဂလေးတစ်ချက်သတိထားပါနောက်တစ်ခုကအကျော်အားနေတဲ့ယောဂမျိုးအထူးအဖြင့်တော့အာယုံကြောပေါ့ဗျာအာယုံကြောအားနေတဲ့ယောဂလေးတွေကိုတစ်ချက်သတိထားရမယ်ဒါလည်းကြီးကြီးမားမားရတော့မဟုတ်ပါဘူးဒါကြောင့်မလို့ဒီကာလမှာအဲ့ဒီຢာလေးတွေကသတိထားမယ်အရာလေးတွေဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုဒီကာလမှာမိမိအနေနဲ့ရေးကြည့်တဲ့ကိစ္စတွေဆောင်ရွက်ကြရှိတဲ့ခါမျိုးမှာအနက်ရောင်ဝတ်ဆင်ပြီးတော့ရောက်ပါအနက်ရောင်ကမိမိတို့ဒီခုကာလမှာကံကောင်းစေမဲ့အကြောင်းတစ်ခုဖြစ်ပါတယ်မိမိအနေနဲ့ကံကောင်းစေမဲ့နံပါတ်ကတော့ lucky number အနေနဲ့ကတော့1တို့5တို့ဖြစ်ပါတယ်ဒီကာလမှာအင်္ဂါသားသမီးတွေအနေနဲ့1စ5ဆုံးတို့5စ1ဆုံးတို့1တို့5တို့များများပါတဲ့ဒီကဏ္ဍမျိုးတွေကိုကန်ဆန်းလို့ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်သားသမီးပေါင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးတော့ကောင်းကျိုးလူရာဆန္ဒများပြည့်ဝကြပါစေလို့ကျွန်တော်ဆရာထိုက်အောင်ရှိုင်းအကျိုးတော်မင်္ဂလာချမ်းနေပြီးတော့လက်လိုက်လဲလဲမြတ်တာများပို့တာရင်းနဲ့စုမုံကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာ